Hello အားလုံးပဲမင်္ဂလာပါရှင်ဦးဝဲပြောတတ်စီလို့ပါနော်လာမဲ့9ရက်နေ့ကျရင်ဦးဝဲထိုင်သားရအောင်လာမှာဖြစ်ပါတယ်ရှင်ကျွန်တော်ကိုကြီးကဒီမူပင်ကဇိုးတွေကိုဖြုတ်ပြီးတော့နော်ထိုင်သားလူမိုက်လာဖြုတ်မှာပါခင်ဗျာကျွန်တော်ကိုကြီးကထိုက်တယ်တန်းတာမူတိဖြစ်တဲ့ခါကြားပြောရမယ်ခင်ဗျာထိုက်တယ်လို့ကြောက်ကြတယ်ငါရှောင်းလာပြီလားဒါကြောင့်မသိလက်ဝဲထွက်လာကဒီလက်သေးတွေပုံပါလို့အဲ့လက်သေးတွေထိုက်တယ်ညို့ကောက်မှာအဲ့လက်သေးနေတယ်လားညို့အဲ့လက်သေးညို့ကောက်မှာဟိုဟောရဲလာတော့ကောက်ပြီးတော့အတမလည်းဝတ်စားပါလေကဲတိရပြလိုက်စကားပြောဖို့အရာမရဘူးဒီလိုဆောက်လို့9ရက်နေ့ကျရင်ဦးဝဲထိုင်သားရကျစသားလမ်းအောင်လာမှာဖြစ်ပါတယ်ရှင်ကျစသားလမ်းကမက်ဤထေဆိုင်ဖွင့်ဝဲဦးဝဲလာမှာဖြစ်ပါတယ်ရှင်စိုက်တာယူ1000မှာရှင်တစ်ဆိုင်လုံးပေါ့နော်ဦးဝဲတို့တနေကုန်ရှိနေပါမယ်9ရက်နေ့နေ့လုံးတနေကုန်ရှိနေပါမယ်ရှင်ဦးဝဲတို့နှစ်ယောက်ကိုတွေ့တင်တဲ့သူရှိရင်လာခဲ့ကြပါရှင်ဦးဝဲဖိတ်ခေါ်ပါတယ်ရှင်ဦးဝဲရန်တော်ကောင်းတယ်နော်မာနမကြည့်ဘူးနော်ဓာတ်ပုံတွေရဲ့ဒီလိုပဲဖြစ်ဖြစ်ဘယ်လိုဖြစ်ပေါ့နော်လာခဲ့ကြပါရှင်ပြီးတော့မက်ရှင်မင်းတို့ဇုံတွဲလည်းရှိပါတယ်ရှင်မက်ရှင်မင်းတို့မောင်နှမနှစ်ယောက်ပေါ့နော်ဇုံတော့ပြပါပြီဘယ်လိုကတော့မက်ရှင်မင်းတို့မောင်နှမနှစ်ယောက်လည်းရှိပါတယ်ရှင်